အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်နာမည်ဝင်းနေဖြစ်ပါတယ်ကျွန်တော်ဒီပြန် share Facebook page နဲ့ဒီပြန် share YouTube channel တွေပြီးတော့အကျိုးဆိုပါရလို့ကျွန်တော်ဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာလေးပါလဲဆိုတော့စိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့စိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာဆိုတော့ပါလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ကဘာနဲ့လားသနာတူလဲဆိုတော့ဥယျာဉ်တစ်ခုနဲ့လားသနာတူတယ်မိတ်ဆွေကဒီနဲ့ဥယျာဉ်ထဲမှာကိုလိုချင်တဲ့ပန်းပင်တို့တည်တည်ပင်တို့စိုက်လို့ရသလိုဒီဥယျာဉ်ထဲမှာဘာမှမစိုက်ဘူးဆိုရင်ဘာပေါက်လာမထင်နဲ့မိတ်ဆွေရဲ့ဒီဥယျာဉ်တော့ဘာမှမဆိုင်ဘူးဆိုလို့ရှိရင်တေချာပေါက်ညက်တိပေါက်တော့အဲဆိုကျွန်တော်တို့စိတ်ကလည်းအဲ့လိုပဲကျွန်တော်တို့ဖြစ်နေတဲ့ယူမရပန်းတိုင်းတွေသွားခြင်းနဲ့ဘောကကိုယ်ရင်းနဲ့ပတ်သက်လို့ရှိရင်ပတ်သက်တဲ့ဟာရဲ့အစာကျွေးမနေလို့ကျွေးမနေဘူးဆိုရင်ညက်ပင်နေနဲ့အလားတန်တူတဲ့ပုံဝင်ခြင်းအဆိုးမြင်မှုတွေတစ်တင်ညညူမှုတွေမကောင်းတဲ့သတင်းတွေကကျွန်တော်တို့စိတ်ထဲကိုဟိုညက်ပင်နေတဲ့ပွဲပေါက်ရလာမှာဖြစ်ပါတယ်အဲကြောင့်မိတ်ဆွေရဲ့တပတ်တရက်တစ်ခါပြတပတ်တစ်ခါပြတလားတစ်ခါပြအနည်းဆုံးတစ်လားတစ်ခါပေါ့ကိုလိုသွားခြင်းနဲ့ရီမတ်ချက်ပန်နိုင်တဲ့ဆိုင်နဲ့ဆိုင်နဲ့အရာတွေနဲ့အစာကျွေးဖို့လိုရဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးပြီးတော့အမျှဝေခြင်းဖြစ်ပါတယ်လို့ကျွန်တော်အခုဒီနောက်ထပ်မျှဝေခြင်းတဲ့အကြောင်းကတော့ကျွန်တော်တို့ရဲ့စိတ်ကဘာလဲဆိုတော့ကောင်းတဲ့အရာတွေကိုအာရုံစိုက်လို့ရှိရင်ဆိုးတဲ့အရာတွေကိုအာရုံစိုက်လို့မရဘူးဆိုးတဲ့အရာတွေကိုအာရုံစိုက်နေလို့ရှိရင်လေကျွန်တော်တို့ရဲ့စိတ်ကကောင်းတဲ့အရာတွေကိုအောင်ဆက်လို့မရအဲကြောင့်ကျွန်တော်တို့စိတ်ကနှစ်ခုတည်းတစ်ခုပဲအောင်ဆက်လို့ရတယ်အဲကြောင့်မိတ်ဆွေဒီမှာချက်ပန်နိုင်တဲ့သက်ဆိုင်တဲ့အရာတွေနဲ့သက်ဆိုင်တဲ့အရာတွေနဲ့နေ့စဉ်အစာကျူပါလို့ကျွန်တော်ဒီဗီဒီယိုလေးကနေပြီးမျှဝေခြင်းဖြစ်ပါတယ်